April 2 ရက်နေ့တင်းဖျားခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွင့်မဲ့ဉာဏ်ရှိသမျှအစွမ်းတတိရှိသမျှနဲ့ချစ်လို့ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး7နဲ့အခန်းငယ်3လေကျွန်တော်တို့ဘဝရဲ့အစိတ်ပိုင်းအားလုံးကိုသခင်ယေရှုကပါဝင်ပတ်သက်လျက်ရှိပါတယ်။ဤပါဝင်ပတ်သက်ထိတွေ့မှုကြောင့်ကျွန်တော်တို့၏စိတ်နေစိတ်ထားမှာအသက်ပြောင်းလဲခြင်းဖြစ်ပေါ်လေပါ။ကျွန်တော်တို့၏ဉာဏ်ကိုအသုံးပြုရန်ဘုရားသခင်ကခွင့်ပြုထားပါတယ်။ထာဝရဘုရားမိန့်တော်မူသည်ကလာကြတရားစီရင်ကြကုန်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး1အခန်းငယ်18ကိုဖော်ပြထားပါတယ်။တမန်ကျမ်းစာတွင်ဖော်ပြထားသည်မှာကျွန်တော်တို့သည်ဉာဏ်လားများကဲ့သို့မလောက်ရန်နှင့်ဉာဏ်ပညာမမဲ့ရန်ဆလံကျမ်းအခန်းကြီး30နဲ့အခန်းငယ်10ကိုဖော်ပြထားပါတယ်။သခင်ယေရှုကထာဝရဘုရားသခင်ကကိုယ်စိတ်နှလုံးသုံးပါးစလုံးဖြင့်အကျွေးမဲ့ချစ်ရန်လိုအပ်ပါသည်ဟုကျွန်တော်တို့ကိုအတိပေးထားပြီးပြီဖြစ်ပါတယ်။အဖြစ်ကိုမုန်းတီး၍သခင်ယေရှုကိုချစ်မြတ်နိုးရန်နှင့်ဘုရားသခင်အားကြောက်ရွံ့ရန်မှာကြားထားပါတယ်။ကြောက်ရွံ့ခြင်းချစ်ခြင်းနဲ့မုန်းခြင်းတို့သည်စိတ်ပိုင်းဆိုင်ရာခံစားချက်များသာဖြစ်ပါတယ်။လန်ဒန်ရှိ CD တမ်ပယ်တွင်ဒေါက်တာလက်ဆိုင်ဝီတာဟက်ကပြောကြားထားသည်မှာခရစ်ယာန်တို့ရဲ့ယုံကြည်ခြင်းဆိုတာခရစ်တော်နဲ့မေတ္တာသက်ဝင်ခြင်းတာပါအဲဒီလိုခံစားချက်ကမှားပါသလားခံစားမှုမပါဘဲနဲ့တယောက်ယောက်ကိုချစ်လို့ရသလားဟုဆိုပါတယ်ဒီနေ့အတွက်ဆုတောင်းခြင်းကျွန်တော်ကိုမေတ္တာစစ်မှန်နဲ့ပတ်သက်ပြီးတော့တုံသင်ပေးသနာတော်မူပါဤမေတ္တာနဲ့ကျွန်တော်ကိုလုံးဝလမ်းခြုံပါသခင်ယေရှုအာမင်ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်မှာလည်းတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ